လောကမှာသွေးကရေထက်ပိုပြစ်တယ်ဆိုတဲ့စကားရှိပါတယ်။ဒါပေမဲ့တစ်ခါတလေမှာအဲ့ဒီပြစ်လာကြီးဆိုတဲ့သွေးတွေကပဲကိုယ့်ရဲ့အသက်ရှူလမ်းကြောင်းကိုပိတ်ပစ်တာမျိုးခံစားဘူးပါသလား။ကျမတို့တွေဟာအောင်မြင်မှုတစ်ခုခုရတော့မယ်ဆိုရင်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အားနည်းချက်တစ်ခုခုကိုဖွင့်ဟခြင်းပဲဖြစ်ဖြစ်ဦးဆုံးသတိရမိတာကဆွေမျိုးတွေကိုပါ။ငါလူပဲငါအတိုင်းဝိုင်းမယ်ဆိုတဲ့ယုံကြည်မှုနဲ့ကိုယ့်ရဲ့အတွင်းရေးတွေအနာဂတ်ရည်မှန်းချက်တွေကိုအကုန်ပုံအောပြောပြမိတတ်ကြပါတယ်။တခါတော့ကအောင်ကောင်းဆိုတဲ့လူငယ်လေးတယောက်ရှိပါတယ်။သူဟာအရန်ရိုးသားပြီးကိုယ်ဆွေမျိုးအတိုင်းဝိုင်းဆိုရင်အင်မတန်ခင်တွယ်တဲ့သူပေါ့။သူဝန်ထမ်းဘဝကနေထွက်ပြီးကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုစဖို့ကြိုးစားတဲ့အခါသူ့ရဲ့အစီအစဉ်တွေကဘလောက်အမြတ်ရနိုင်နေဘလို့အခက်အခဲရှိနိုင်တယ်ဆိုတာကိုမိသားစုစုံညီပွဲတစ်ခုမှဝမ်းသာအားရပြောပြမိခဲ့တာပေါ့။သူထင်ခဲ့တာကဆွေမျိုးတွေကသူ့ကိုအားပေးကြလိမ့်မယ်လို့လေ။ဒါပေမဲ့တကယ်တမ်းဖြစ်လာတာကသူထင်တယ်လို့မဟုတ်ခဲ့ဘူး။မင်းကဖြစ်ပါမလား။အပူရီလုံမနေနဲ့။ငါတို့တောင်မလုံနိုင်တာမင်းကဘာမှုလို့လဲဆိုတဲ့အနှိမ်စကားတွေနဲ့စတင်လာခဲ့ပါတယ်။အဆိုးဆုံးကတော့သူပြောပြလိုက်တဲ့သူ့ရဲ့အားနည်းချက်တွေကိုပဲပြန်ပေါက်ပြီးသူ့ကိုနှိမ်ဖို့လက်နက်အဖြစ်သုံးလာကြတာပါပဲ။အဲ့ဒီနေ့ကစပြီးအောင်ကောင်းသိလိုက်ရတာတခုရှိပါတယ်။အဲ့ဒါကတော့ကိုယ့်ရဲ့အောင်မြင်မှုလမ်းစာကိုလူတိုင်းကိုမပြောပြသင့်ဘူးဆိုတာပါပဲ။အထူးသဖြင့်ကိုယ့်ကိုပြိုင်ပန်းလို့သတ်မှတ်နေတဲ့ဆွေမျိုးအတိုင်းအဝိုင်းကိုပေါ့။လူတွေရဲ့စိတ်ဟာအင်မတန်စမ်းကြယ်ပါတယ်။အထူးသဖြင့်ကိုယ်အနီးနားမှာရှိတဲ့ဆွေမျိုးအတိုင်းအဝိုင်းဆိုတာကိုယ့်ရဲ့အတက်ကြတိုင်းကိုသိနေသူတွေပါ။ဆွေမျိုးတွေကမင်းကိုအောင်မြင်စေချင်ကြပါတယ်။ဒါပေမဲ့သူတို့ထပ်ပူပြီးတော့မအောင်မြင်စေချင်ဘူးဆိုတဲ့အမှန်တရားကိုလက်ခံနိုင်မှုတခါတလေမှအချိန်များကြီးပေးရတတ်ပါတယ်။သူတို့ဟာကိုယ့်ရဲ့အောင်မြင်မှုကိုဝမ်းသာပြခြင်းရောက်ဆောင်ပေမဲ့တကယ်တမ်းမှာတော့သူဘလို့လို့ဒါမျိုးရသွားတာလေဆိုတဲ့မိကွန်းနဲ့အတူညူစုစိတ်တွေကပ်ပါလာတတ်ပါတယ်။အောင်ကောင်းရဲ့ဇလန်းကိုပြန်ပြောရမယ်ဆိုရင်သူလုပ်ငန်းစဖို့ကြိုးစားတဲ့အခါဆွေမျိုးတွေကမင်းမအရင်နှီးမှမရှိတာဒါမှမဟုတ်မင်းထက်တော်တဲ့သူတွေတောင်မအောင်မြင်တာဆိုပြီးအစိုးမြင်စကားတွေနဲ့သူ့ရဲ့စိတ်ဓာတ်ကိုအရင်ဆုံးရိုက်ချိုးကြပါတယ်။ဒါဟာသူတို့ရဲ့စိုးရိမ်စိတ်ဓာတ်အောင်ကောင်းတယောက်သူတို့ထက်သာသွားမှာကိုကြောက်တဲ့စိတ်အခံကလာတာပါ။တင်ကကိုယ့်ရဲ့အစီအစဉ်တွေကိုအကုန်ပြောပြလိုက်တဲ့အခါသူတို့လက်ထဲကိုတင့်ကိုချုပ်ကင်နိုင်မဲ့ remote control တစ်ခုပေးလိုက်တယ်လို့ပါပဲ။အောင်မြင်မှုဆိုတာတိတ်တိတ်ဆိတ်ဆိတ်တိဆောက်ရတဲ့အရာမျိုးပါ။အပင်တပင်ရှင်သန်မှုဆိုရင်အစိတ်ကိုမြေကြီးထဲမှာမြုပ်ထားရတယ်လို့ပေါ့။မြေပေါ်ကိုအညှောက်မထွက်ခင်အထိဘယ်သူမှမသိအောင်ကြိုးစားကြရပါတယ်။ဆွေမျိုးတွေကိုအကုန်ပြောပြလိုက်တာဟာရှင်သန်ငါစအပင်လေးကိုနေပူရဲဆွဲထုတ်ပြလိုက်တယ်လို့ပါပဲ။ဝိုင်းပြီးရေလောင်းမဲ့သူထက်အပင်လေးကိုနင်းချေသွားမဲ့သူကပိုများနေတတ်တာကိုသတိထားရပါမယ်ရှင်။ချင်းသိတကောင်ဟာအမဲလိုက်တော့မယ်ဆိုရင်ဘယ်တော့မှဟိန်ဟောက်လေးမရှိပါဘူး။သူဟာမြတ်တော်ထဲမှာအတန်တိတ်ဖုံးကွယ်ပြီးသူ့ရဲ့ပြစ်မှတ်ကိုပဲအာယုံစိုက်ထားတတ်ပါတယ်။အဲ့ဒီလိုပါပဲ။လူတစ်ယောက်ရဲ့ဘဝရည်မှန်းချက်ဟာလည်းတိတ်ဆိတ်လေးလေးအောင်မြင်မှုရာဂိုင်နှုန်းပိုများလေးလေးပါပဲ။ဆွေမျိုးတွေစီမှာကိုလုံးမဲ့အစီအစဉ်တွေကိုကြိုတင်ချပြလိုက်တာဟာကိုယ့်ရဲ့စွမ်းအင်တွေကိုလမ်းခုလက်မာရင်ဖြုံးတီးပစ်လိုက်တယ်လို့ဖြစ်တတ်ပါတယ်။အောင်ကောင်းဟာအစပိုင်းမှာဆွေမျိုးတွေရဲ့ဝေဖန်မှုကြောင့်စိတ်ဓာတ်ကျခဲ့ပေမဲ့နောက်ပိုင်းမှာတော့သူသင်ခန်းစာရသွားပါတယ်။သူဘာလုပ်နေလဲဆိုတာကိုဘယ်သူမှမပြောတော့ဘဲတိတ်တိတ်ဆိတ်ဆိတ်ပဲကြိုးစားပါတော့တယ်။အရင်ကလူစုံတဲ့ပွဲတွေမှာသူ့အစီအစဉ်တွေကိုထုတ်မပြောတော့ဘူး။အဲ့ဒီအစားအေးအေးဆေးဆေးပါပဲ။ဝန်ထမ်းပဲဆက်လုပ်နေပါတယ်လို့ပဲအပေါ်ယံအဖြေပေးပြီးနောက်ွယ်မှာတော့ညမအိပ်တာတောင်သူ့ရဲ့လုပ်ငန်းအတွက်ပြင်ဆင်ခဲ့ပါတယ်။စကားအများကြီးပြောတဲ့သူဟာအလုပ်သိမ့်မလုပ်နိုင်တော့ပါဘူး။ဘာလို့လဲဆိုတော့စကားပြောလိုက်တိုင်းမှာအုံနောက်ကအဲ့ဒီအလုပ်ကိုပြီးမြောက်သွားတယ်လို့မျိုးမှားယွင်းတဲ့စိတ်ကြည်နပ်မှုကိုရရှိသွားလို့ပါ။ဆွေမျိုးတွေကိုကိုယ့်ရဲ့အိမ်မက်တွေအကြောင်းပြောပြပြီးဂုဏ်ယူနေမဲ့အစားအဲ့ဒီအိမ်မက်တွေကိုလက်တွေ့ဖြစ်လာအောင်ပဲအားစိုက်ပါ။ကိုယ့်ရဲ့ရလက်ကပဲသူတို့ကိုစကားပြန်ပြောပါစေ။အောင်မြင်မှုရဲ့အတန်ဟာဘလောက်ပဲတိတ်ဆိတ်ပါစေအချိန်တန်ရင်တော့တလောကလုံးကြားရလောက်အောင်ကျေလောင်လာပါလိမ့်မယ်။လူဆိုတာကိုယ့်ရဲ့နာကျင်မှုတွေအခက်အခဲတွေကိုတယောက်ယောက်ကိုရင်ဖွင့်လိုက်ရမှစိတ်သက်သာရာရတတ်တဲ့သဘောတဘာဝရှိပါတယ်။ဒါပေမဲ့တတိထားရမှာကကိုပြလိုက်တဲ့အနာကိုလူတိုင်းကစေးထည့်ပေးမှာမဟုတ်ဘူးဆိုတာပါပဲ။တချို့သောဆွေမျိုးတွေဟာအပေါ်ယံမှာတနာပြပေမဲ့နောက်ွယ်မှာတော့အဲ့ဒီအနာကိုပဲလက်ညှိုးထိုးပြီးကဲ့ရဲ့ဖို့
ဒါမှမဟုတ်တင့်ကိုနှိမ်ဖို့အခွင့်အရေးစောင့်နေတတ်ကြပါတယ်။အောင်ကောင်းကတခါကသူ့လုပ်ငန်းမှာအရှုံးနည်းနည်းပေါ်တဲ့အခါစိတ်ညစ်ညစ်နဲ့သူ့ရဲ့ဝမ်းခွဲအကူတယောက်ကိုရင်ဖွင့်မိခဲ့ပါတယ်။ငါတော့ဒီလအရှုံးပေါ်နေတယ်။အဆင်မပြေဘူးပေါ့။သူကတော့နှစ်သိမ့်စကားလေးကြားရမလားလို့မျှော်လင့်ခဲ့တာပါ။ဒါပေမဲ့နောက်တစ်ပတ်ဆွေမျိုးတွေစုံတဲ့အခါအောင်ကောင်းကတော့အကျွေးတွေတင်းနေပြီထင်တယ်။သူ့လုပ်ငန်းကလည်းပြုတ်တော့မှဆိုတဲ့သတင်းကဆွေမျိုးတစ်စုလုံးစီပြန်သွားခဲ့ပါတယ်။သူတို့ကဝိုင်းကူညီဖို့ထက်ငါပြောသားပဲသူမလုပ်နိုင်ပါဘူးဆိုတာမျိုးပြောပြီးကဲ့ရဲ့ဖို့ကိုပဲပိုအားတန်နေကြတာပါ။တင်းရဲ့အားနည်းချက်တင်းရဲ့ကြာရှုံးမှုနဲ့တင်းရဲ့အတွင်းရေးတွေကိုဆွေမျိုးတွေစီမှာအကုန်ချမပြပါနဲ့။ကိုယ့်ရဲ့အားနည်းချက်ကိုသိသွားတဲ့သူဟာတင့်ကိုဘယ်အချိန်မှဘလို့နာကျင်အောင်လုပ်ရမလဲဆိုတာကိုသိသွားပါပြီ။ကိုယ့်ရဲ့ဒဏ်ရာကိုယ်တိုင်ပဲကုသပါ။တကယ်လို့ရင်ဖွင့်ခြင်းတဲ့ဆိုရင်တောင်တင့်ကိုအမှန်တကယ်စေတနာထားပြီးလမ်းမှန်ပြနိုင်တဲ့သူနှုတ်လုံတဲ့သူမျိုးကိုပဲရွေးချယ်ပါ။တတိထားပါလူတိုင်းကတင့်ကိုပြန်ထူပေးဖို့လက်ကမ်းမှာမဟုတ်ပါဘူး။ပတ်စံဆိုတာလူတွေရဲ့ဇယိုက်မှန်ကိုဖော်ထုတ်ပေးတဲ့မှန်တစ်ချက်ပါပဲ။ကို့မှာပတ်စံဘလောက်ရှိတယ်ဘလောက်ပိုရှန်နေတယ်ဆိုတာကိုဆွေမျိုးတွေကြားထဲမှာထုတ်ကြွားမိတာမျိုးဟာကိုပြဿနာတွေနဲ့ဆွဲနှစ်လိုက်တာနဲ့အတူတူပါပဲ။တင်ချမ်းသာလာတာကိုမြင်ရင်ဝမ်းသာမဲ့သူထက်ငါ့ကိုဘလောက်ပေးမလဲဒါမှမဟုတ်သူ့စီကဘလို့ချီးရမလဲလို့တွေးမဲ့သူကပိုများနေတတ်ပါတယ်။အောင်ကောင်းကသူ့လုပ်ငန်းလေးအောင်မြင်စွာပြုလာတဲ့အခါမှာအရင်ကတည်းကပတ်စံပိုရလာတယ်။စိတ်ထဲမှာလည်းပြောနေတော့ဆွေမျိုးတွေနဲ့တွေ့ရအခါဒီလာတော့300လောက်မြတ်တယ်ဗျာဆိုပြီးမရည်ရွယ်ပဲပြောမိသွားခဲ့တယ်။အဲ့ဒီနေ့ကစပြီးသူ့ဖုန်းဟာမအားတော့ပါဘူး။အဝေးကဆွေမျိုးတွေကတောင်းဖုန်းဆက်ပြီးသားကြီးအတော်တို့အခက်ခဲလေးရှိလို့ခဏချေးပါအောင်။မင်းမပိုးနေတာပဲကူညီပါအောင်ဆိုပြီးဝိုင်းတောင်းကြတော့တာပါပဲ။တကယ်လို့တင်ကမချေးပေးဘူးဆိုရင်လေပတ်စံရလာတော့ငါတို့ကိုအဖက်မလုပ်တော့ဘူးဆိုတဲ့အမုန်းစကားတွေကိုရအောင်ပါပါ။ဒါကြောင့်မလို့တင်ရဲ့ဝင်ငွေနဲ့ပိုင်ဆိုင်မှုကိုလျှို့ဝှက်ထားပါ။တင်အဆင်ပြေနေတာကိုသူတို့မြင်နေရရုံနဲ့လုံလောက်ပါပြီ။ဘလောက်အထိအဆင်ပြေနေလဲဆိုတာကိုတော့အတိအကျသိစရာမလိုပါဘူး။ကိုယ့်ရဲ့စီးစိမ်ကိုကာကွယ်ဖို့ဆိုရင်ကိုယ့်ရဲ့နှုတ်ကိုအရင်ဆုံးပိတ်ထားတတ်ဖို့လိုပါတယ်။ငွေကြေးနဲ့ပတ်သက်လာရင်ဆွေမျိုးဆိုတာထက်လူဆိုတဲ့အတာကိုအရင်မြင်အောင်ကြည့်တတ်ရပါမယ်ရှင်။ကျမတို့ရဲ့လူအဖွဲ့အစည်းမှာဆွေမျိုးဆိုတာအားကိုးရတယ်လို့ပဲသင်ပေးခဲ့ကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ကိုယ့်ကိုအားရင်ကုန်ခန်းစေတာကိုယ်နားမှာရှိနေတဲ့ဆွေမျိုးတွေဖြစ်နေတတ်ပါတယ်။ဒါကို toxic relatives လို့ခေါ်ပါတယ်။အစိတ်သင့်နေတဲ့ဆွေမျိုးတွေပေါ့။သူတို့ဟာမင်းရဲ့အောင်မြင်မှုကိုဝမ်းမသာတဲ့အပြင်မင်းတစ်ခုခုမှားယွင်းသွားချိန်မှာငါပြောသားပဲဆိုပြီးအားရပါရဝေဖန်ဖို့အစဉ်သင့်ဆောင်နေကြတဲ့သူတွေပါ။အောင်ကောင်းရဲ့ဘဝမှာလည်းအဲ့ဒီလူဆွေမျိုးတယောက်ရှိခဲ့ပူပါတယ်။သူ့ရဲ့ဦးလေးအရင်ဖြစ်တဲ့ဥပစိန်ပေါ့။အောင်ကောင်းအောင်မြင်လာတာကိုမြင်ရတိုင်းဥပစိန်ကဒါကတော့ကံကောင်းလို့ပါကွာ။သူကတကယ်တော်တာမဟုတ်ဘူးဆိုပြီးဆွေမျိုးတွေကြားထဲမှာအမြဲအပုတ်ချလေးရှိပါတယ်။အောင်ကောင်းဟာသူ့ဦးလေးကိုအရန်လေးစားခဲ့ပေမဲ့ဥပစိန်ကတော့အောင်ကောင်းရဲ့စိတ်ဓာတ်ကိုအမြဲတမ်းတိတ်တိတ်လေးနင်းချေနေခဲ့တာပါ။ကိုစိတ်ဓာတ်ကျစေတဲ့ကိုယ့်ရဲ့ကြိုးစားမှုကိုတန်ဖိုးမထားတဲ့ဆွေမျိုးတွေစီကနေအကွာအဝေးတစ်ခုထားဖို့ဝင်မလေးပါနဲ့။သွေးသားဆိုတာထက်ကိုယ့်ရဲ့စိတ်ကျန်းမာရေးကပိုအရေးကြီးပါတယ်။လူတိုင်းကိုသွားပြီးရှင်းပြမနေပါနဲ့။လူတိုင်းရဲ့အချစ်ကိုရဖို့လဲမကြိုးစားပါနဲ့။တင့်ကိုတကယ်ချစ်တဲ့သူဆိုရင်တင့်ရဲ့အောင်မြင်မှုအတွက်ဂုဏ်ယူပေးပါလိမ့်မယ်။တင့်ကိုပြိုင်ဘက်လိုသဘောထားနေတဲ့သူတွေစီမှာတော့ဘာအစီအစဉ်မှသွားမပြောတာကကိုကာကွယ်ရာရောက်ပါတယ်ရှင်။ဆွေမျိုးတွေစုံတဲ့အခါအဖြစ်အများဆုံးကိစ္စတစ်ခုကတော့နှိုင်းရှင်ခြင်းပါပဲ။ဟိုအိမ်ကသားကတော့ဘာဖြစ်နေပြီဒီအိမ်ကသမီးကတော့ဘလောက်ရနေပြီဆိုတဲ့စကားတွေဟာကိုယ့်ရဲ့ကြိုးစားမှုတွေကိုသိငယ်စေတတ်ပါတယ်။အဆိုးဆုံးကတော့ကိုယ့်ရဲ့အစီအစဉ်တွေကိုသူတို့စီချပြလိုက်တဲ့အခါဟိုလူကတော့မင်းအရွယ်မှာဒါတွေပြီးနေပြီမင်းကတော့အခုမှစနေတုံးလားဆိုတဲ့ဝေဖန်မှုတွေနဲ့တင့်ရဲ့ယုံကြည်မှုကိုဖျက်ဆီးတတ်ကြပါတယ်။အောင်ကောင်းကသူ့ရဲ့လုပ်ငန်းတိုးချဲ့ဖို့ပြင်ဆင်နေချိန်မှာဆွေမျိုးတစုနဲ့တွေ့ဆုံခဲ့တယ်။သူကသူ့ရဲ့အိမ်မက်သစ်တွေကိုရင်ခုန်စွာနဲ့ပြောပြခဲ့ပေမဲ့ပြန်ရလိုက်တဲ့တုံ့ပြန်မှုကတော့မင်းရဲ့ကိုဝင်ခွဲကြော်သူကတော့နိုင်ငံခြားမှာအလုပ်ရနေပြီ။မင်းကတော့ဒီမှာပဲရုန်းကန်နေတုံးလားဆိုတဲ့စကားပါ။အဲဒီစကားတခွန်းကအောင်ကောင်းရဲ့ညတွေကိုအိတ်မပြောအောင်နှိပ်စက်ခဲ့တယ်။ သူ
သူဟာသူများထက်နောက်ကျနေပြီလားဆိုတဲ့တန်တရားတွေဝင်လာခဲ့တာပေါ့မိတ်ဆွေတို့မှတ်ထားပါလူတိုင်းမှာကိုယ်ပိုင် time zone ဆိုတာရှိပါတယ်ပန်းတိုင်းဟာတစ်ချိန်တည်းမှာမပွင့်ကြပါဘူးဆွေမျိုးတွေရဲ့နှိုင်းယှဉ်မှုကိုခံရတဲ့အခါကိုယ့်ရဲ့အစီအစဉ်တွေကိုပူပြီးလုံခြုံအောင်တင်ထားလိုက်ပါကိုယ်ဘယ်မှာရောက်နေတယ်ဘာတွေဆက်လုပ်မယ်ဆိုတာကိုသူတို့မသိလေးလေးသူ့ကိုတင်းတို့နှိုင်းယှဉ်ဖို့အချက်လက်နည်းလေးလေးပါပဲကိုယ့်ရဲ့တိုးတက်မှုကိုကိုယ့်ဘာသာပဲတိုင်းတာပါသူများရဲ့အောင်မြင်မှုဟာတင့်ရဲ့ကြာရှုံးမှုမဟုတ်သလိုတင့်ရဲ့နှေးကွေးမှုဟာလည်းတင့်ရဲ့ရှုံးနိမ့်မှုမဟုတ်ပါဘူးရှင်ကျမတို့အတော်များများမှားနေတတ်တာတစ်ခုကဆွေမျိုးတွေကကိုယ့်ကိုအထင်သေးတဲ့အခါငါတက်နိုင်နေဆိုတာသူတို့သိအောင်လုပ်ပြမယ်ဆိုတဲ့စိတ်နဲ့ကိုယ့်ရဲ့အစီအစဉ်တွေကိုချပြမိတာပါပဲအဲ့ဒီတက်သေးပြခြင်းတဲ့စိတ်ဟာတခါတလေမှကိုယ့်ကိုလမ်းမရောက်စေပါတယ်သူတို့အထင်ကြီးဖို့အတွက်အလုတ်လုံနေတဲ့၍သင်ဟာသူတို့ရဲ့အမြင်ဆိုတဲ့ထောင်ချောက်ထဲမှာပဲပိတ်မိနေအောင်မှာပါအောင်ကောင်းဟာအစာပိုင်းမှာဆွေမျိုးတွေကသူ့ကိုအထင်သေးတဲ့အခါအယံခံပြင်းခဲ့တယ်သူကငါဒီလုပ်ငန်းကနေတစ်လကိုဘလောက်ရအောင်ရှာပြမယ်ကြည်နေကြဆိုပြီးလူပုံအလဲမှာကျုံးဝါခဲ့မိတယ်ဒါပေမဲ့အဲ့ဒီလိုပြောလိုက်တဲ့အခါမှာတော့သူ့အပေါ်မှာဖိအားတွေပိုများလာပါတော့တယ်အလောက်ကအမားရွေးလေးတစ်ခုခုဖြစ်တိုင်းဟိုမှာကြွားထားတဲ့ကောင်ဘာဖြစ်သွားပြီလဲဆိုတဲ့ကိရတန်တွေကိုကြောက်နေရတာနဲ့တင်အလုံးမှာအာယုံမဆိုင်နိုင်တော့ပါဘူးတကယ်တော့တင့်ရဲ့အောင်မြင်မှုဟာဆွေမျိုးတွေရဲ့အတိမတ်ပြုမှုပေါ်မှာမမူတည်ပါဘူးတင်အစဉ်ပြေသွားတဲ့အခါသူတို့အလိုလိုတည်သွားပါလိမ့်မယ်အဲ့ဒီအခါကျရင်တင်ကသွားပြီးရှင်းပြစရာတောင်မလိုတော့ဘူးမင်းတလောက်တောင်ဖြစ်သွားတာလားလို့သူတို့အံ့ဩနေချိန်မှာတင်ကတော့ပြုံးပြယုံပဲတတ်နိုင်ရပါမယ်ကိုယ့်ရဲ့တန်ဖိုးကိုသူများရဲ့ပါဇက်ဖျားမှာမရှာပါနဲ့ကိုယ့်ရဲ့ရလက်တွေကနေပဲတင့်အတွက်အကျေလောင်ဆုံးသက်သေဖြစ်လာပါလိမ့်မယ်ဆွေမျိုးအတိုင်းအဝိုင်းဆိုတာတခါတလေမှအလွန်မြန်ဆန်တဲ့သတင်းဌာနတစ်ခုလိုပါပဲတင်ကလူယုံဆိုပြီးတယောက်ကိုပြောပြလိုက်တဲ့လျှို့ဝှက်ချက်ဟာနောက်တစ်နေ့မနက်မှာတော့ဆွေမျိုးအားလုံးရဲ့ထမင်းဝိုင်းမှာဟင်းတစ်ခွက်ဖြစ်သွားတတ်ပါတယ်သူတို့ကစေတနာနဲ့ပြောတာပါလို့စင်ချေပေးတတ်ကြပေမဲ့တကယ်တမ်းမှာတော့တင့်ရဲ့ဘဝအကြောင်းကိုဖျော်ဖြေရေးတစ်ခုလိုသဘောထားပြီးပြောဆိုနေကြတာပါအောင်ကောင်းကတခါကသူ့ရဲ့လုပ်ငန်းတိုးချဲ့ဖို့အတွက်ဘန်မှာအကျွေးယူရမယ့်အစီအစဉ်ကိုသူ့ရဲ့အနီးဆက်ဆုံးအတော်တယောက်ကိုယုံကြည်လို့ပြောပြပေးမိခဲ့တယ်အတော်သားကတော့ဒီလိုချင်းငွေတင်ထားတယ်ဒါလေးရရင်တော့အဆင်ပြေပြီဆိုတာမျိုးပေါ့ဒါပေမဲ့မကြခင်မှာပဲအောင်ကောင်းကတော့အကျွေးတွေနင်းနေပြီသူ့လုပ်ငန်းကမွဲတော်မှာမို့ပတ်စံတွေလိုက်ချီးနေတာဆိုတဲ့သတင်းကဆွေမျိုးတွေကြားမှာတော်မီလိုပြန့်နှံ့သွားခဲ့ပါတယ်ဒီသတင်းကြောင့်ပဲသူနဲ့လက်တွဲလုပ်မဲ့အခြားလုပ်ငန်းရှင်အချို့ကတောင်သူ့ကိုတန်တရားဝင်လာကြပါတော့တယ်ကိုယ့်ရဲ့ဗန္နာရေးအခြေအနေကိုယ့်ရဲ့အကျွေးဒါမှမဟုတ်ကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေကိုဆွေမျိုးတွေစီမှာလျှို့ဝှက်ချက်အနေနဲ့တောင်မပြောသင့်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့လူတော်များများဟာလျှို့ဝှက်ချက်ဆိုတဲ့စကားလုံးကိုတယောက်ကိုတော့ပြန်ပြောလို့ရတယ်လို့အတိတ်ပဲဖွင့်ထားကြလို့ပါ။တင်ရဲ့အောင်မြင်မှုလမ်းကြောင်းမှာအနှောက်အယှက်မဖြစ်စေခြင်းတင်ရဲ့အစီအစဉ်တွေကိုတင်ရဲ့အုံနှောက်မှာပဲတင်ထားပါ။နှုတ်လုံးချင်းဟာတင်ရဲ့လုပ်ငန်းတင်မကဘူးတင်ရဲ့ဂုဏ်သိက္ခာကိုပါကာကွယ်ပေးပါလိမ့်မယ်။လူကြီးသူမတွေဆွေမျိုးတွေစီကအကြံဉာဏ်တောင်းတာဟာကောင်းတဲ့အလေးထားတစ်ခုပါဒါပေမဲ့တတိထားရမှာကသူတို့ပေးတဲ့အကြံဉာဏ်တွေဟာသူတို့ရဲ့ကြောက်စိတ်ဒါမှမဟုတ်သူတို့ရဲ့အတွေ့အကြုံအဟောင်းတွေပေါ်မှာပဲအခြေခံထားတတ်တာပါတင်ကအသေးစမ်းတစ်ခုခုလုပ်ခြင်းနဲ့စွန့်စားခြင်းနဲ့ဆိုရင်သူတို့စီကမလုပ်ပါနဲ့အန်ဒီအေများတွေဆိုတဲ့တားမြစ်ချက်တွေပဲရဖို့များပါတယ်အောင်ကောင်းဟာတခါကသူ့လုပ်ငန်းကိုဤပညာအသစ်တွေနဲ့ပြောင်းလဲဖို့ကြိုးစားတဲ့အခါသူ့ဦးလေးကြီးတယောက်ကိုတွားပြီးတိုင်ပင်မိပါတယ်။ဦးလေးသားဒီလို digital စနစ်တွေပြောင်းမလို့ပေါ့။ဦးလေးဖြစ်သူကမင်းကလည်းအပူတွေလုံမနေပါနဲ့။အရင်တိုင်းပဲလှုပ်ဆမ်းပါ။ခုခေတ်ကလေးတွေကစာအုပ်ကြီးအတိုင်းရှောက်လုံနေတာပဲဆိုပြီးပေးချခဲ့ပါတယ်။အောင်ကောင်းကလူကြီးစကားနားထောင်ပြီးမလုပ်ဖြစ်ခဲ့ဘူး။ဒါပေမဲ့နောက်ပိုင်းမှာသူ့ပြိုင်ဘက်တွေကအဲ့ဒီစနစ်ကိုသုံးပြီးအောင်မြင်သွားတာကိုတွေ့ရတဲ့အခါမှာတော့သူအရန်နောင်တရခဲ့တယ်။အကြံပေးတဲ့သူတိုင်းကတင့်ကိုပျက်စီးစေချင်လို့တော့မဟုတ်ပါဘူး။ဒါပေမဲ့သူတို့မမြင်ဘူးတဲ့သူတို့မလုပ်ရတဲ့အရာတွေကိုတင်ကလုပ်မယ်ဆိုရင်သူတို့ကတော့တားကြမှာပါပဲ။ဆွေမျိုးတွေကိုအစီအစဉ်တွေအကုန်ပြောပြပြီးအကြံဉာဏ်တောင်းနေတာဟာကိုယ့်ရဲ့လှေကိုသူများလက်ထဲတက်မှပေးလိုက်တယ်လို့ပါပဲ
ကိုယ့်ရဲ့လမ်းကြောင်းကိုကိုယ်တိုင်ပဲဆုံးဖြတ်ပါသူတို့ရဲ့စကားကိုနားထောင်ပါဒါပေမဲ့သင်ရဲ့အိမ်မက်ကိုတော့သူတို့ရဲ့အကြောက်တရားတွေနဲ့အဆုံးဖြတ်မခံပါနဲ့လောကမှာသင်ဒုက္ခရောက်နေတော့ငါဖုံးတစ်ချက်တောင်မဆက်ဘူးတဲ့ဆွေမျိုးတွေဟာသင်အောင်မြင်လာပြီဆိုတာနဲ့တပြိုင်နက်ငါတူကြီးကတော်လိုက်တာငါတူမကြီးကတော်လိုက်တာဆိုပြီးအနာကိုရောက်လာတတ်ကြပါတယ်ဒါကတော့သဘာဝပါပဲဒါပေမဲ့အဲ့ဒီလူမျိုးတွေကိုကိုယ့်ရဲ့အစီအစဉ်သစ်တွေကိုယ့်ရဲ့အရှိဆက်မဲ့လမ်းကြောင်းတွေကိုအကုန်ထုတ်ပြောပြမိတာကတော့ကိုယ့်အိမ်တကားကိုတခိုးအတွက်ဖွင့်ပေးထားသလိုဖြစ်မှာပါပဲအောင်ကောင်းကသူ့လုပ်ငန်းလေးတကယ်ကိုအောင်မြင်ပြီးနာမည်ရလာတဲ့အခါအရင်ကသူ့ကိုအဖက်မလုပ်ခဲ့တဲ့ဝမ်းခွဲတတိအကိုတယောက်ကရုတ်တရက်ရောက်လာခဲ့တယ်ညီလေးဟာအခုမှအကြံဉာဏ်ကောင်းနေရှိတယ်မင်းလုပ်ငန်းကိုငါနဲ့တွဲပြီးတူးချရအောင်ဆိုပြီးချင်းကပ်လာတာပါအောင်ကောင်းကလည်းဆွေမျိုးဆိုတဲ့တန်ရောစင်နဲ့သူ့ရဲ့နောက်ထပ်တူးချင်းမဲ့ project အသစ်တွေလျှို့ဝှက်ချက်တွေကိုအားတက်တဲ့ရောပြောပြမိခဲ့ပါတယ်ဒါပေမဲ့ရလာတဲ့ရလက်ကတော့ခါတီးပါတယ်အဲ့ဒီအကူဖြစ်သူဟာအောင်ကောင်းရဲ့အကြံဉာဏ်တွေကိုယူပြီးအခြားသူတယောက်နဲ့တိတ်တိတ်လေးလက်တွဲကအောင်ကောင်းတဲ့အရင်ဦးအောင်လှုပ်ဆောင်သွားခဲ့ပါတယ်ဆွေမျိုးဆိုတာသွေးနီးပေမဲ့ဇယိုက်ချင်းကတော့မတူနိုင်ပါဘူးအောင်မြင်လာတဲ့အခါအနာကိုကတ်လာတဲ့ဆွေမျိုးတွေကိုတော့ပို့ပြီးတတိထားပါသူတို့ဟာတင့်ကိုချစ်လို့လာတာလားဒါမှမဟုတ်တင့်စီကအသီးပွင့်ကိုစားကျင်လို့လာတာလားဆိုတာကိုခွဲခြားသိမြင်တတ်ဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့ view ဟာတွေကိုကိုအနာကယုံကြည်ရတဲ့အသင်းအဖွဲ့လေးနဲ့ပဲတိုင်ပင်ပါဆွေမျိုးတိုင်းဟာတင့်ရဲ့စီးပွားဘက်မဟုတ်နိုင်ဘူးဆိုတာကိုလည်းသတိပြုပါမြမလူအဖွဲ့အစည်းမှာဆွေမျိုးချင်းချင်းအားလုံးသိရမယ်အကုန်ပြောပြရမယ်ဆိုတဲ့အယူဆကအရန်အားကောင်းပါတယ်ဒါပေမဲ့အဲ့ဒီလိုအရာအားလုံးကိုဖွင့်ချပြခြင်းဟာတခါတလေမှာကိုယ့်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုအဆုံးရှုံးခံလိုက်ရတာပါပဲကိုယ့်ရဲ့အစီအစဉ်တွေကိုဆွေမျိုးတွေစီမှာအကုန်ချပြလိုက်တဲ့အခါသူတို့ဟာတင့်ရဲ့ဘဝတွေကိုခွင့်ပြုချက်မရှိဘဲဝင်ရောက်ဆွတ်ဖက်ဖို့လမ်းကြောင်းတစ်ခုဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားတတ်ပါတယ်အောင်ကောင်းဟာသူ့ရဲ့အိမ်တောင်ကြီးအစီအစဉ်နဲ့အနာဂတ်မှာဝယ်မဲ့အိမ်ကိစ္စတွေကိုဆွေမျိုးတွေနဲ့စုံတဲ့အခါမှာပြောပြမိခဲ့တယ်သူကတော့ရိုးရိုးသားသားဝမ်းသာလို့ပြောပြတာပါဒါပေမဲ့အဲ့ဒီနေ့ကစပြီးအင်ကိုဟိုနားမှာဝဲပါလားဒီနားမှာဝဲပါလားမင်းမိမကတော့ဘလို့နေမှာလဲစသဖြင့်တယောက်တစ်ပေါင်းနဲ့သူ့ဘဝကိုလာပြီးပုံဖော်ဖို့ကြိုးစားကြတော့တယ်အောင်ကောင်းဟာကုပစက်နဲ့ကိုဝဲမဲ့အိမ်ကိုတောင်ဆွေမျိုးတွေရဲ့စိတ်ကြိုက်ဖြစ်မနေမှာကိုစိုးရိမ်ပြီးစိတ်ညစ်လာရပါတယ်ကိုယ့်ရဲ့အစီအစဉ်တွေကိုလျှို့ဝှက်ထားတာဟာသူတို့ကိုမလေးစားလို့မဟုတ်ပါဘူးကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုကာကွယ်တာပါကိုဘဝရဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုဆွေမျိုးတွေစီမှာပဲအတီးပြုချက်သွားတောင်းမနေပါနဲ့သင်ကအကုန်ပြောပြနေတဲ့၍သူတို့ဟာသင်ကိုကလေးတယောက်လိုပဲသဘောထားပြီးဆက်ပြီးဩဇာပေးနေအောင်မှာပါကိုယ့်ရဲ့နေနမိတ်ကိုခိုင်ခိုင်မာမာသတ်မှတ်ပါဒါကတော့ကျွန်တော်ရဲ့ကိုယ်ပိုင်ကိစ္စမှုကျွန်တော်ပဲဆုံးဖြတ်ပါရစေဆိုတဲ့စကားကိုရင်ရင်ကြည်ကြည်ပြောတတ်ဖို့လိုအပ်ပါတယ်နှုတ်ဆက်ခြင်းဟာကိုယ့်ရဲ့လွတ်လပ်မှုကိုတိဆောက်တဲ့ပထမဆုံးခြေလှမ်းပါပဲသင်ကတော့စီတနာနဲ့ပဲကိုယ့်ရဲ့အောင်မြင်မှုတွေရှေ့ဆက်လုပ်မဲ့အစီအစဉ်ကောင်းတွေကိုဆွေမျိုးတွေကြားထဲမှာဝမ်းသာအားရပြောပြမိတတ်တာရှိတတ်ပါတယ်ဒါပေမဲ့သင်သတိမထားမိတာတစ်ခုကသင်ရဲ့တောက်ပမှုဟာတစ်ဖက်လူရဲ့မှောင်မိုက်နေတဲ့ဘဝကိုသွားပြီးသတိပေးတယ်လို့ဖြစ်သွားတတ်တာပါပဲကိုကတော့အောင်မြင်နေတဲ့အကြောင်းပြောပြနေချိန်မှာနားထောင်နေတဲ့ဆွေမျိုးဟာသူ့ရဲ့ကြာရှုံးမှုတွေအတွက်တိမ်ငယ်စိတ်ဝင်သွားနိုင်ပါတယ်အောင်ကောင်းကသူ့လုပ်ငန်းမှာအမြတ်အစွန်းတွေအများကြီးရတဲ့အကြောင်းနဲ့နောက်ထပ်ကားအသစ်တစ်စီးဝယ်မဲ့အစီအစဉ်ကိုဆွေမျိုးစုံကြီးထမင်းဝိုင်းမှာပြောပြမိခဲ့တယ်သူကတော့သူ့အောင်မြင်မှုကိုသူတို့လည်းဝမ်းသာပေးနိုင်မလားလို့တွေးခဲ့တာပါဒါပေမဲ့အဲ့ဒီဝိုင်းမှာရှိနေတဲ့သူ့ရဲ့ဝမ်းကွဲမောင်နှမတွေကတော့အလုတ်လက်မဲ့ဖြစ်နေခြင်းဒါမှမဟုတ်စီးပွားရေးအဆင်မပြေဖြစ်နေတဲ့အချိန်မှာအောင်ကောင်းရဲ့စကားတွေဟာသူတို့အတွက်တော့ဝါကြွားခြင်းလို့ခံစားရပြီးအောင်ကောင်းပေါ်မှာမလူလားအပ်တဲ့အမုန်းတရားတွေစတင်ခဲ့ပါတယ်ကိုယ့်ရဲ့အစီအစဉ်တွေကိုလျှို့ဝှက်ထားတာဟာသူတစ်ပါးရဲ့အတ္တကိုမထိခိုက်အောင်ကာကွယ်ပေးရလဲရောက်ပါတယ်လူတိုင်းဟာစိတ်ဓာတ်မမြင့်မြတ်နိုင်ကြပါဘူးတင်ကအစဉ်ပြေနေတဲ့အကြောင်းပြောပြလေးလေးသူတို့ရဲ့စိတ်ထဲမှာတော့ငါကတော့ညံ့နေပါလားဆိုတဲ့အတွေးနဲ့တင်ကိုမနာလို့ဖြစ်လာလေးလေးပါပဲတကယ်ပညာရှိတယောက်ဟာကိုယ့်ရဲ့အောင်မြင်မှုကိုရိုးရိုးရှင်းရှင်းပဲထားတတ်ပါတယ်အပြင်ပန်းမှာတော့သူတို့နဲ့အတူတူပါပဲလို့ပြသပြီးအတွင်းပိုင်းမှာတော့ကိုယ့်ရဲ့အစီအစဉ်တွေကိုတိတ်တိတ်ဆိတ်ဆိတ်ပဲအကောင့်ထဲပေါ်ပါဒါမှလည်းအမုန်းတရားကင်းတဲ့ဆက်ဆံရေးကိုထိမ့်သိမ်းနိုင်မှာပါလောကမှာ
ကန်ဆိုတာထက်အခွင့်အလမ်းကိုဘယ်လောက်လုံခြုံအောင်ထိန်းသိမ်းနိုင်လဲဆိုတာကပိုအရေးကြီးပါတယ်။သင်ဟာအသစ်စမေလုပ်ငန်းတစ်ခုဒါမှမဟုတ်အလုပ်အကိုင်အခွင့်အလမ်းတစ်ခုကိုဆွေမျိုးတွေစီမှာကြိုပြောပြလိုက်တာဟာအဲ့ဒီအခွင့်အရေးကိုလန်ခုလက်မာရင်ဖျက်ဆီးလိုက်တယ်လို့ဖြစ်တတ်ပါတယ်။ဘာလို့လဲဆိုတော့သင်ရဲ့ဆွေမျိုးတွေထဲမှာအဲ့ဒီအခွင့်အရေးကိုတင့်တက်အရင်ယူခြင်းတဲ့သူဒါမှမဟုတ်တင့်ကိုမရစေခြင်းလို့ကြားဖြတ်နှောက်ယှက်မဲ့သူရှိနေနိုင်လို့ပါပဲ။အောင်ကောင်းကတခါကနာမည်ကြီးကုမ္ပဏီတစ်ခုနဲ့စာချုပ်ချုပ်ဖို့ကမ်းလှမ်းချက်ရခဲ့ပါတယ်။ဒါဟာသူ့ဘဝအတွက်အလှည့်ပြောင်းကြီးတစ်ခုပေါ့။သူကအရန်ဝမ်းသာပြီးသူ့ရဲ့ညီဝမ်းခွဲတယောက်ကိုငါတို့ဒီကုမ္ပဏီနဲ့လက်တွဲတော့မယ်။သူတို့ကငါ့ကိုကမ်းလှမ်းထားတယ်လို့ပြောပြမိခဲ့ပါတယ်။ဒါပေမဲ့ဖြစ်ချင်တော့အဲ့ဒီညီဖြစ်သူကလည်းအဲ့ဒီနယ်ပယ်ထဲမှာရှိနေသူပါပဲ။သူဟာအောင်ကောင်းတဲ့အရင်ဦးအောင်အဲ့ဒီကုမ္ပဏီကိုချင်းကပ်ပြီးအောင်ကောင်းရဲ့အားနည်းချက်တွေကိုမဟုတ်မဟန်သတင်းလွှင့်လို့အဲ့ဒီလုပ်ငန်းကိုသူကိုယ်တိုင်ရအောင်ယူသွားခဲ့ပါတယ်။သင်ရဲ့အနာဂတ်အစီအစဉ်တွေသင်ရဲ့ project တွေဟာစာချုပ်ပေါ်မှာလက်မှတ်မထိုးရသေးခင်အထိမွေးကင်းစာကလေးငယ်လိုပါပဲ။အရန်နုနယ်ပြီးထိကြိုက်လွယ်ပါတယ်။ဆွေမျိုးတွေစီမှာသွားကြွားနေမယ့်အစားအဲ့ဒီအလုပ်တကယ်အောင်မြင်သွားတဲ့အထိတိတ်တိတ်ဆိတ်ဆိတ်ပဲလှုပ်ဆောင်ပါ။အလုပ်တစ်ခုဟာဖြစ်မလာခင်အထိဘယ်သူကိုမှမပြောတာအကောင်းဆုံးပါပဲ။သင်ဟာအောင်မြင်သွားတဲ့တနေ့မှာသူတို့သိသွားရင်တာသင်စီကအဲ့ဒီအခွင့်အရေးကိုဘယ်သူမှလူယူလို့မရနိုင်တော့ဘူးလေ။လုံခြုံတဲ့နှက်ခမ်းဟာအောင်မြင်မှုရဲ့အကောင်းဆုံးတစ်တိုင်းပါပဲ။လူဆိုတာကိုနားမလဲတဲ့အရာကိုမမြင်ဘူးတဲ့အရာတွေကိုအမြဲတမ်းဝေဖန်တတ်ကြတာတဘာဝပါ။အထူးသဖြင့်ရှေးရိုးဆွဲဆွေးမျိုးတွေဟာခေတ်သစ်စီးပွားရေးဒါမှမဟုတ်ခေတ်သစ်အတွေးခေါ်တွေကိုကြောင်ကရန်လိုပဲသတ်မှတ်တတ်ကြပါတယ်။သင်ဟာကိုယ့်ရဲ့စမ်းသစ်တဲ့အစီအစဉ်တွေကိုသူတို့ရှေ့မှာချပြလိုက်ရင်ရလာမယ့်ရလက်ကအားပေးမှုမဟုတ်ဘဲမာယူရဲ့ဆန်နေဆိုတဲ့ကဲ့ရဲ့တန်တွေပဲဖြစ်ပါလိမ့်မယ်။အောင်ကောင်းကတခါတော့က digital marketing လောကတွေကိုခြေစုံပြေးဝင်မှုဆုံးဖြတ်ခဲ့တယ်။သူဟာအနာဂတ်မှာဒီလမ်းကြောင်းကအောင်မြင်မယ်ဆိုတာယုံကြည်ပေမဲ့သူ့ရဲ့ဦးလေးတွေဒေါ်လေးတွေကတော့မင်းကဖုန်းတစ်လုံးနဲ့ကမြင်းနေတာပဲအလောက်ကန်ဒီတခြားရှာစမ်းမဆိုပြီးဝိုင်းဝန်းနှိမ်ချခဲ့ကြတယ်။အောင်ကောင်းကတော့သူ့အစီအစဉ်တွေကိုရှင်းပြလေးလေးသူတို့ကပို့ပြီးလှောင်ပြောင်လေးလေးပါပဲ။နောက်ဆုံးတော့အောင်ကောင်းဟာသူတို့နဲ့စကားမပြောတော့ပဲသူ့အလုပ်ကိုပဲတိတ်တိတ်လေးလုပ်ခဲ့ပါတယ်။သင်ဟာရှားပါတဲ့မျိုးစေ့တစ်ခုကိုစိုက်ပျိုးနေတာဖြစ်နိုင်ပါတယ်။အဲ့ဒီမျိုးစေ့ကနေဘလို့အပင်မျိုးထွက်လာမလဲဆိုတာကိုမြေကြီးထဲမှာရှိနေစင်မှဘယ်သူမှမသိနိုင်ပါဘူး။ဆွေမျိုးတွေကိုအစီအစဉ်တွေပြောပြနေတာဟာအပင်မပေါက်သေးတဲ့မြေကြီးကိုလူတိုင်းကိုလိုက်ပြပြီးဒီမှာပန်းပွင့်လာတော့မှလို့လိုက်ပြောနေတယ်လို့ပါပဲ။လူတွေကတော့မြေကြီးကိုပဲမြင်ပြီးမင်းကိုတော့အယူလိုပဲထင်ကြမှာပါ။ပန်းပွင့်လာတဲ့နေ့ကျမှသူတို့အလိုလိုသိလာပါလိမ့်မယ်။အဲ့ဒီအချိန်ထိကိုယ့်ရဲ့စိတ်ကူးတွေကိုလုံခြုံတဲ့နေရာမှာပဲတိမ်ထားပါ။ဝေဖန်တန်တွေကတင့်ရဲ့အိမ်မက်ကိုမတက်ပါစေနဲ့။ဆွေမျိုးတွေကိုချစ်တာလေးစားတာဟာကောင်းတဲ့အချက်ပါ။ဒါပေမဲ့ချစ်ချင်းနဲ့အရာရာကိုဖွင့်ပြောပြခြင်းဟာတခုတည်းမဟုတ်ပါဘူး။သင်ကတင့်ရဲ့အစီအစဉ်တွေကိုလျှို့ဝှက်ထားတာဟာသူတို့ကိုမုန်းလို့မဟုတ်ပါဘူး။သင်နဲ့သူတို့ကြားကတန်ရောစင်ကိုကာကွယ်နေတာပါ။ဘာလို့လဲဆိုတော့အစီအစဉ်တွေကိုအကုန်ပြောပြလိုက်လို့ဖြစ်လာတဲ့ဝေဖန်မှုတွေမနာလိုမှုတွေဟာနောက်ဆုံးမှာဆွေမျိုးအချင်းချင်းမျက်နှာပြက်စရာတွေပဲဖြစ်လာစေလို့ပါ။အောင်ကောင်းဟာအခုဆိုရင်အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပါပြီ။သူဟာအရင်ကလိုသူ့ရဲ့ရှေ့ဆက်မဲ့ view ဟာတွေဝင်ငွေတွေနဲ့အခွင့်အလမ်းတွေကိုဆွေမျိုးတွေကြားထဲမှာထုတ်မပြောတော့ပါဘူး။ဆွေမျိုးတွေနဲ့တွေ့တဲ့အခါသူဟာအေးအေးဆေးဆေးပြုံးပြုံးရွှင်ရွှင်ပဲနေပါတယ်။အလောက်ကိုင်းဘလို့လဲလို့မင်းရင်လဲပုံမှန်ပါပဲဗျာအဆင်ပြေအောင်စူးစမ်းနေတော့မှာပဲဆိုပြီးနှိမ်ချတဲ့စကားလုံးတွေနဲ့ပဲတုံ့ပြန်တက်သွားပါပြီ။ရလက်ကတော့ဆွေမျိုးတွေကြားမှာအငင်းပွားစရာတွေမရှိတော့ဘူး။သူကိုနှိုင်းရှင်ဖို့အချက်လက်တွေသူတို့မှမရှိတော့ဘူး။အောင်ကောင်းဟာသူ့ရဲ့အတွင်းကဘာကိုလုံခြုံအောင်ပိတ်ထားပြီးအပြင်ကဘာမှာတော့အားလုံးနဲ့တဟဇာတဖြစ်အောင်နေထိုင်တတ်သွားပါပြီ။ကိုယ့်ရဲ့အစီအစဉ်တွေကိုလျှို့ဝှက်ထားခြင်းဟာကိုယ့်ကိုယ်ယုံကြည်မှုရှိခြင်းရဲ့အမြင့်ဆုံးအဆင့်ပါပဲ။အမှန်တကယ်တင်ကဘာတူလဲဆိုတာကိုတင့်ရဲ့ရလက်တွေကပဲပြောပြသွားပါလိမ့်မယ်။ပါဇက်နဲ့ရှင်းပြနေစရာမလိုတော့ပါဘူး။အောင်ကောင်းဟာအခုဆိုရင်အရင်အထက်ပိုပြီးစိတ်အေးချမ်းသာစွာနဲ့အောင်မြင်မှုလမ်းကြောင်းပေါ်မှာရှောက်လန်းနေပါပြီ။သူသင်ယူခဲ့ရတဲ့အကြီးမားဆုံးသင်ခန်းစာကတော့ကိုယ့်ရဲ့အစီအစဉ်တွေကိုလျှို့ဝှက်ထားခြင်းဟာကိုယ့်ရဲ့အောင်မြင်မှုကိုအကာအကွယ်ပေးခြင်းပဲဆိုတာပါပဲ။ဆွေမျိုးတွေနဲ့တွေ့တဲ့အခါသူဟာအရင်လိုအစီအစဉ်တွေအကုန်ချမပြတော့ပေမဲ့သူတို့အပေါ်ထားတဲ့မေတ္တာကတော့လျော့မသွားပါဘူး
ဒါပေမဲ့အဲ့ဒီမြစ်တာမှာစီးတစ်ခုပါလာခဲ့ပါပြီ။အောင်ကောင်းရဲ့ဘဝကနေကျမတို့တွေရရှိနိုင်တဲ့အနှစ်ချုပ်တွေကတော့ 1. အစီအစဉ်သစ်တွေကိုလျှို့ဝှက်ပါ။အလုပ်တစ်ခုမအောင်မြင်ခင်ထိဘယ်သူကမှမပြောပါနဲ့။ဖြစ်မလာခင်ပြောမိတဲ့စကားတွေဟာအဟန့်အတားတွေဖြစ်လာစေတတ်ပါတယ်။ 2. ဝင်ငွေနဲ့ပိုင်ဆိုင်မှုကိုမကြွားဝါပါနဲ့။တင့်ရဲ့အိတ်ကက်အနက်ကိုလူတိုင်းသိစရာမလိုပါဘူး။ကြွားဝါခြင်းဟာမနာလိုမှုနဲ့အနှောက်အယှက်တွေကိုဖိတ်ခေါ်ရပဲရောက်ပါတယ်။ 3. ဝေဖန်မှုကိုပြန်မတုံ့ပြန်ပါနဲ့။ဆွေမျိုးတွေရဲ့အထင်သေးမှုကိုစကားလုံးတွေနဲ့သက်သေပြဖို့မကြိုးစားပါနဲ့။တင်ရဲ့အောင်မြင်မှုရလဒ်ကပဲအကျေအလာဆုံးအဖြေပေးပါလိမ့်မယ်။ 4. privacy ဟာတန်ဖိုးရှိပါတယ်။ကိုယ့်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုဘယ်သူမှအလွယ်တကူကျူးကျော်ခွင့်မပေးပါနဲ့။အောင်ကောင်းဟာတခါကသူ့ကိုနှိမ်ခဲ့တဲ့ကဲ့ရဲ့ခဲ့တဲ့ဆွေမျိုးတွေကြားထဲမှာအခုတော့အောင်မြင်ပြီးတည်ငြိမ်တဲ့လူတစ်ယောက်ဖြစ်ရပ်တည်နေပါတယ်။သူတို့ဟာအောင်ကောင်းဘာလို့ဒီလောက်အထိဖြစ်လာတာလဲဆိုတာကိုနားမလည်နိုင်ကြသေးပါဘူး။ဒါဟာအောင်ကောင်းရဲ့တိတ်ဆိတ်ခြင်းဖြူဟာကြောင့်ပါပဲ။တင်လဲအောင်ကောင်းလိုပဲကိုယ့်ရဲ့အိမ်မက်တွေကိုလုံခြုံတဲ့နေရာမှာတင်ထားပြီးအောင်မြင်မှုရဲ့အသီးပွင့်တွေကိုသာသူတို့ကိုပြသလိုက်ပါရှင်။ဒီစီစဉ်လေးကနေတစင်မေပြောပြချင်တာကတော့ဆွေမျိုးညာတိတွေမှမဟုတ်ပါဘူး။မေတို့ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့သူတွေအားလုံးနဲ့သက်ဆိုင်တာပဲဖြစ်ပါတယ်။လူဆိုတာအောင်မြင်ခြင်းစူးစမ်းယုံနဲ့မလုံလောက်ပါဘူး။ကိုယ့်ရဲ့အကြံစီတွေကိုဘယ်သူစီမှာဝတ်ထားရမလဲဆိုတာသိဖို့လိုပါတယ်။သွေးသားရင်းချဆွေမျိုးတွေပဲအရန်ခင်တဲ့တငယ်ချင်းတွေပဲဥမာကြီးကားမကြံသိနေတဲ့ငါရဲ့ဆရာတွေပဲငါရဲ့တပည့်တွေပဲငါအကြောင်းကိုသူတို့သိရင်ဘာဖြစ်မှာလဲဆိုတဲ့အတွေးဟာတခါတလေမှသိရင်အောင်မြင်မှုကိုဖျက်ဆီးပစ်မဲ့အစိတ်တောက်တွေဖြစ်သွားတတ်ပါတယ်။ဒီ podcast လေးမှာတော့ကိုယ့်ရဲ့အစီအစဉ်တွေကိုဘာကြောင့်မလို့လူတွေအားလုံးကိုချမပြတင်တာလဲဆိုတာကိုနားလည်သွားပြီလို့ထင်ပါတယ်။မင်းရဲ့အစီအစဉ်တွေကိုလျှို့ဝှက်ထားတာဟာတပားသူတွေကိုမယုံကြည်လို့မဟုတ်ပါဘူး။ကိုယ့်ရဲ့အနာဂတ်ကိုကာကွယ်နေတာပါ။ကိုအောင်မြင်လာတာကိုမြင်အားလုံးကလက်ခုပ်တီးပေးကြမှာမဟုတ်ဘူးဆိုတာကိုသတိကပ်ထားရပါမယ်။အထူးသဖြင့်တော့ကိုနဲ့အနီးဆက်ဆုံးသူတွေစီကဝေဖန်မှုတွေနှိုင်းယှဉ်မှုတွေနဲ့မနာလိုမှုတွေကကိုယ့်ရဲ့အိမ်မက်ကိုလန်ခုလက်မာတင်တက်ပြစ်နိုင်ပါတယ်။ကိုယ့်ရဲ့အိတ်ကက်အနက်ကိုလူတိုင်းကိုမပြပါနဲ့။မိရဲ့ဒီကနေ့အစီအစဉ်လေးကနေနှုတ်ဆက်ခြင်းရဲ့အစွမ်းအကြောင်းကိုကိုအောင်ကောင်းရဲ့ဇာတ်လမ်းလေးနဲ့အတူသင်ယူခဲ့ရပြီလို့မိထင်ပါတယ်ရှင်။အခုလိုမိရဲ့ content လေးတွေကိုအစကနေအဆုံးထိအတူတူလိုက်ပါစီမျောကြည့်ရှုပေးတဲ့နားဆင်သူပရိသတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်ထပ်ဗဟုသုတရမယ့်အကျိုးဖြစ်ထွန်းစေမယ့်ဒီလို content လေးတွေကိုမိရဲ့ channel ကနေနေ့စဉ်တင်ဆက်ပေးနေမှာမလို့ channel လေးကို like and subscribe လုပ်ပြီး notification လေးကို on ထားပေးဖို့ကိုလည်းမိက request လုပ်ပြရစေရှင်။အားလုံးပဲတာယာကြည်လင်အေးမြတဲ့နေ့ရက်ကောင်းလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။